သွေးတိုးရောဂါဖြစ်ပြီဆိုလို့ရှိရင်ဘယ်လိုမျိုးကုသရမလဲဆိုပြီးတော့ကျွန်တော်ကိုမကြာခဏမေးလေးရှိပါတယ်ဒီနေ့မှာအဲ့ဒါကိုကျွန်တော်လိုတိုရှင်းလေးဖြည့်ပေးသွားမှာဖြစ်ပါတယ်သွေးတိုးရောဂါဖြစ်ပြီဆိုလို့ရှိရင်တော်တော်များများထင်ထားကြတာကဆေးပဲတောက်ရမယ်ဆေးတောက်တာနဲ့ဒီသွေးတိုးရောဂါကိုကုသလို့ရတယ်ဆိုပြီးတော့ထင်ကြတာဖြစ်ပါတယ်အမှန်ကတော့အဲ့လိုမဟုတ်ပါဘူးသွေးတိုးရောဂါကိုကုသတဲ့နေရာမှာဆေးလဲတောက်ရမယ် lifestyle modification လို့ခေါ်တဲ့အရာကိုလည်းပြုလုပ်ရမှာဖြစ်ပါတယ်တကယ်လို့သွေးပေါင်ကအရန်မတက်ဘူးဆိုလို့ရှိရင်နည်းနည်းလေးတက်ယုံပဲဆိုရင်ဒီ lifestyle modification ပြုလုပ်ရုံနဲ့သွေးပေါင်ကပြန်ပြီးတော့ကျသွားနိုင်ပါတယ်အဲ့တော့ဘာတွေလုပ်ရမလဲဆိုလို့ရှိရင်အဝလွန်နေရဆိုရင်အဝလွန်တာအတွက်ကိုလေးချိန် short ဖို့လိုအပ်ပါတယ်ဝါတဲ့လူတွေကသွေးတိုးတက်တယ်အဲ့တော့ကိုလေးချိန်ပြန်ကျသွားတဲ့အခါမှာသွေးပေါင်ပြန်ပြီးတော့ကောင်းနိုင်တယ်ဒါပြင်မှစလိတ်ကိုရှောင်တာစလိတ်ကိုဖြတ်တာအရက်ကိုရှောင်တာအရက်ကိုသတ်မှတ်ထားတဲ့ပမာဏပဲတောက်တာဒါမျိုးတွေလည်းပြုလုပ်ရမှာဖြစ်ပါတယ်ဒါပြင်မှဒီလေ့ကျင့်ခန်းပုံမှန်ပြုလုပ်တာကသွေးပေါင်ချိန်ကျဖို့အတွက်လည်းအထောက်အကူပြုပါတယ်ဒါကြောင့်မို့လို့အနည်းဆုံးနိုင်ဝက်လောက်တော့လမ်းလျှောက်ပေးပါတနေ့ကိုနိုင်ဝက်လောက်လမ်းလျှောက်ပေးပါတကယ်လို့အချိန်ပေးနိုင်တယ်ဆိုရင်တော့ဒီ gym တွေပါတယ်သွားပြီးတော့အလေးမတာမျိုးပြုလုပ်လို့ရတယ်ဒါကလည်းတကယ်လို့ကိုကအလေးတွေအများကြီးမကျင်တယ်ဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးမရတော့ပိုကောင်းတယ်နော်သူတို့သမားတွေကအရန်လေးတဲ့ဟာတွေမမယ်ဆိုလို့ရှိရင်ကျွန်တော်ကဆရာဝန်နဲ့တိုင်ပင်တော့ဒါပို့ပြီးတော့စိတ်ချရတယ်သွေးအရန်တက်နေတဲ့အချိန်မှာဒီအလေးပိုင်းမားတဲ့အခါမျိုးမှာဆိုရင်အခက်မသိရင်ကျွန်တော်တို့ခန္ဓာကိုယ်ကထိခိုက်တာမျိုးရှိတတ်တယ်နော်အားကြောင့်မလို့အလေးတွေအများကြီးမမယ်ဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပါပြီးတဲ့အခါမှာဆိုလို့ရှိရင်အစားအသောက်ပေါ့နော်အစားအသောက်မှာဆိုလို့ရှိရင်အငံရှောင်ရမယ်အငံလျှော့စားရမယ်ပြီးလို့ရှိရင်အစီများတဲ့အစားအသောက်တွေကိုရှောင်ရမယ်စီများတဲ့အစားအသောက်တွေကိုလျှော့စားရမယ်ပြီးလို့ရှိရင်အချိုမုတ်ရှောင်မယ်အချိုမုတ်ရှော့မယ်ဒီလိုမျိုးပြုလုပ်မှာဖြစ်ပါတယ်နော်ပြီးလို့ရှိရင်ဒီ ready made အစားအစာတွေအသင့်စားအစားအစာတွေခောက်ဆွဲကြောက်တွေအပြင်စားတွေနော်အသားလုံးတွေပြုပြင်ထားတဲ့အစားအစာတွေဝက်ပေါင်ကြောက်တွေဒါမျိုးတွေကိုကျွန်တော်တို့ကရှော့စားမှာရှောင်းမှာဖြစ်ပါတယ်เนาะအဲ့တော့ဒါကဘယ်လောက်ထိစားရမလဲဆိုတော့ကိုယ့်ရဲ့သွေးပေါင်ချိန်ပေါ်မူတည်တယ်ကိုယ့်ရဲ့အခြေအနေပေါ်မူတည်တယ်เนาะအဲ့တော့ကိုကအရင်မစိုးဘူးဆိုရင်ရှော့စားရင်ရတယ်ကိုကသွေးပေါင်တွေအရင်တက်နေပြီဆိုရင်တော့ခဏတစ်ဖြုတ်ရှောင်းလိုက်ရင်ကောင်းပါတယ်เนาะဟုတ်ပြီအဲ့လိုမျိုးဒါ lifestyle modification ပြုလုပ်ပြီးတဲ့အချိန်မှာမှကျွန်တော်တို့ကเนาะမရဘူးဆိုလို့ရှိရင်ဆေးတောက်ရတာမျိုးရှိပါတယ်เนาะအဲ့တော့တိတ်မစိုးဘူးဆိုရင်ခုနကနဲ့တက်တာသွားတာများတယ်သွေးပေါင်ချိန်ကျသွားတာများတယ်ဒါပြင်မှာကျွန်တော် A1 အိပ်ဖို့လည်းအရေးကြီးတယ် A ပြတ်တာကသွေးပေါင်ချိန်တက်စေတယ်เนาะအဲ့တော့မှမရဘူးဆိုရင်တော့ကျွန်တော်ဆေးတောက်ရတယ်ဆေးတောက်တဲ့ခါမှာဆိုလို့ရှိရင်တော်တော်များသိကြတဲ့ amlosan တို့เนาะပြီး amlong တို့ဒီလိုဆေးတွေတောက်ရတာဖြစ်ပါတယ်ဒါတွေက amlodipine ပါဝင်တယ်ပြီးလို့ရှိရင် losa 25တို့ဒီလိုဆေးတွေဖြစ်ပါတယ်ဒါကလည်း losa 10ပါဝင်တာဖြစ်ပါတယ်เนาะပြီးလို့ရှိရင်ကျွန်တော်တို့က enalapril ဒီလိုဆေးတွေပါဝင်တယ်ပြီးလို့ရှိရင်ဒီ beta blocker အုပ်စုမှာဆိုရင်တော့ metoprolol ဒီလိုဆေးတွေပါဝင်ပါတယ်ဒါပြင်မှလိုအပ်လို့ရှိရင်စီးစေးသုံးပြီးတော့သွေးပေါင်တွေကိုချတာမျိုးလည်းရှိတယ်။ဒါတွေကကျွန်တော်အတိအကျပြောလို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့တယောက်နဲ့တယောက်စေးသုံးရတာမတူနိုင်ဘူး။သူ့ရဲ့ယောဂအခန်းမတူနိုင်ဘူး။သူ့ရဲ့သွေးပေါင်ဘယ်လောက်ထိတက်လဲဆိုတာမတူနိုင်ဘူး။အားကြောင့်မလို့ကျွန်တော်တို့ကဒါကျွန်တော်ဘူးသူရလောက်ပဲပြပြပြီးလို့ရပါတယ်။အတိအကျဘယ်နှကြိမ်တောင်းရမယ်၊ဘယ်ဆေးကိုတောင်းရမယ်၊ဘယ်နှလုံးတောင်းရမယ်ဆိုတာကဒီဆရာဝန်တွေနဲ့တခြားပြသမှာဖြစ်ပါတယ်နော်။အဲ့တော့ရှေ့မှာကျွန်တော်ပြောခဲ့တဲ့အချက်တွေကိုတော့တခြားလိုက်လို့စေချင်ပါတယ်။ကိုလေးချင်းရှော့ပါအငံရှောင်ပါအငံရှော့စားပါအချို့မဟုတ်ရှောင်ပါအချို့မဟုတ်ရှော့စားပါအပြင်စားဒါတွေကိုတနင်္လာရှော့စားပါပြီးလို့ရှိရင် ready made တွေဒါတွေကိုရှောင်ပါလို့ပြောချင်ပါတယ် A1 အိမ်ဖို့လည်းအရေးကြီးပါတယ်ပြီးလေ့ကျင့်ခန်းကိုပုံမှန်ပြုလုပ်ပေးပါလို့ပြောချင်ပါတယ်နော်